ပြောင်းရွှေ့ transfer တခုရောက်ပြီဆိုတာနဲ့အသင်းတိုင်းရဲ့ transfer အပြောင်းရွှေ့ကတော့အမြဲလို့သတင်းထွက်နေပါပဲအဲ့ဒီထဲကနေမှကျွန်တော်တို့ United အသင်းကလည်းဘယ်ကစားသမားကိုသဘောကျတယ်ဘယ်ကစားသမားကိုခေါ်ယူခြင်းနဲ့ဘယ်ကစားသမားကို United အသင်းကကန့်လန့်မှုတွေပြုလုပ်နေပြီဆိုပြီးတော့သတင်းတွေကတော့ထွက်ပေါ်မှာဖြစ်တယ်အခုလက်ရှိ United အသင်းကစိတ်ဝင်စားမှုရှိနေတဲ့ Neo နံပါတ်10ကစားသမားတဦးဖြစ်တဲ့အဘူမိုကိုခေါ်ယူဖို့အတွက် United အသင်းကပြင်ဆင်နေပြီးတော့ United အသင်းကဒုတိယအကြိမ်လဲကန့်လန့်ခဲ့တယ်အဲ့ဒီကန့်လန့်မှုကို Bradford အသင်းကလည်းပယ်ချခဲ့တယ်လို့ David Austin တို့ကအတည်ပြုခဲ့တာပဲဖြစ်တယ် United အသင်းကတော့ဒီကစားသမားကိုခေါ်ယူခြင်းနေသေးတယ် Bradford အသင်းနဲ့လည်းဆက်လက်ဆွေးနွေးမှုတွေရှိနေသေးတယ်ဒီကစားသမားကိုခေါ်ယူဖို့အတွက် Bradford အသင်းနဲ့လည်းဆက်လက်ပြီးတော့ဆွေးနွေးနေပြီးတော့ United အသင်းကအပိသက်မခေါ်ယူတော့တဲ့အနေအထားတစ်ခုမှမဟုတ်ဘဲနဲ့အသင်းကိုပြောင်းရွှေ့ခြင်းနဲ့ကစားသမားတဦးဖြစ်တဲ့အဘူမိုကလည်း United အသင်းကိုပဲပြောင်းရွှေ့ကစားခြင်းတာဆိုတော့ United အသင်းကဒီအပြောင်းရွှေ့ကိုဖြစ်မြောက်ဖို့အတွက်ထပ်မံကြိုးစားနေတယ်လို့သတင်းတွေကတော့ဖော်ပြခဲ့တာဖြစ်တယ် David Austin ရဲ့ပြောကြားချက်အရကတော့ United အသင်းကကန့်လန့်ခဲ့တဲ့ပေါင်63သန်းရှိတဲ့အပြောင်းရွှေ့စာချုပ်ကိုတော့ Bradford အသင်းကပယ်ချခဲ့တာဖြစ်တယ် Bradford အသင်းက Spa အသင်းကိုပဲရောင်းချခြင်းနေပြီးတော့ကစားသမားကိုယ်တိုင်ကလည်း United အသင်းကိုပြောင်းရွှေ့ခြင်းနေတာပဲဖြစ်တယ်အပြောင်းရွှေ့စင်းလုံးကွာဟမှုကတော့ United အသင်းနဲ့ Bradford အသင်းကြားမှာဆက်လက်ညှိနှိုင်းနိုင်မှာရှိတယ် United အသင်းကပထမအကြိမ်ကန့်လန့်မှုမှာတော့ပေါင်45သန်းပလက်ပိုစုရင်းငွေ10သန်းနဲ့ကန့်လန့်ခဲ့တယ်စုစုပေါင်း55သန်းပမာဏရှိတဲ့ကန့်လန့်မှုနဲ့ကန့်လန့်ခဲ့တာကိုလည်း Bradford အသင်းကပယ်ချခဲ့တယ် Bradford အသင်းကပေါင်60သန်း80ဝန်းကျင်လောက်ကိုလိုချင်တာဆိုတော့ United အသင်းကလည်းဒုတိယအကြိမ်ကန့်လန့်မှုကိုပြုလုပ်ခဲ့တယ်ဒုတိယအကြိမ်ပေါင်63သန်းနဲ့ကန့်လန့်ခဲ့ပြီးတော့ United အသင်းရဲ့အသက်တင်ငွေပေးရှိမဲ့ပေါင်55သန်းကိုတော့ Bradford အသင်းကသဘောကျပြီးတော့အပိုစုချင်းငွေမှာအဆင်မပြေဘူးလို့သတင်းတွေကတော့ထွက်ပေါ်လာခဲ့တာဖြစ်တယ်5သန်းလောက်ကိုလိုချင်နေပြီးတော့ဒီအပြောင်းရွှေ့ကဖြစ်ဖို့တော့ကြံ့ကြာအောင်မယ်လို့ကျွန်တော်ကတော့မြင်မိတယ်ကျွန်တော်အမြင်ဆိုရင်တော့အဘူမိုကိုကောင်းတယ်ဆိုပေမဲ့ကျွန်တော်တို့ United အသင်းကတော့ဒီလောက်အပြောင်းရွှေ့တွေများလာရင်တော့မခေါ်ယူသင့်တော့တဲ့ကစားသမားတဦးလို့တော့ကျွန်တော်ကတော့မြင်မိတယ်ဖြတ်ပစ်မဲ့တွေကို United အသင်းကဦးစားပေးပြောင်းလဲသင့်နေပြီလို့ကျွန်တော်ကတော့မြင်မိတယ်ကစားသမားတွေခေါ်ယူတာမှာအပြောင်းရွှေ့တွေကိုတန်တဆပေးပြီးတော့ခေါ်ယူခြင်းမရှိတော့ဘဲနဲ့ကစားသမားကိုသူ့ရဲ့အရေးရှင်းအလိုက်ထိုက်တန်တဲ့ဈေးနှုန်းတွေပေးပြီးတော့ခေါ်ယူနေတဲ့အချိန်ကာလတစ်ခုမှာ Bradford အသင်းကကျွန်တော်တို့ United အသင်းကန့်လန့်ခဲ့တဲ့ပေါင်63သန်းကိုပယ်ချခဲ့ပြီးတော့ပေါင်80ဝန်းကျင်လောက်ပေးနိုင်တဲ့ Spa တို့လိုတင်မျိုးကိုရောင်းချခြင်းနေတာပဲဖြစ်တယ်ကစားသမားကလည်း United အသင်းကိုပဲပြောင်းရွှေ့ကစားခြင်းတဲ့အနေအထားတစ်ခုမှာဒီပြောင်းရွှေ့ကနောက်ဆက်တွဲဘယ်လိုဖြစ်လာအောင်မှလဲဆိုတာကိုတော့ရင်ခုန်စိတ်လှုပ်ရှားပွဲရစောင့်မျှော်တဲ့နေရာကိုအစားထိုးဖို့အတွက်ကစားသမားတအုပ်ကိုခေါ်ယူဖို့အတွက်အသင်းတော်ဝင်ရှိသူတွေကပြင်ဆင်နေတာပဲဖြစ်တယ်အဲ့ဒီကစားသမားကတော့အသက်29နှစ်အရွယ်ပေါ်တူဂီကစားသမားအခုလက်ရှိဘိုင်ယန်မြူးနစ်မှာကစားနေတဲ့ပါရီညာပဲဖြစ်တယ်ပါရီညာကတော့ကျွန်တော်တို့ပရီးမီးယားလိအတွေ့အကြုံလည်းရှိတယ်ဖူအသင်းမှာလည်းကစားခဲ့ပြီးတော့စွမ်းဆောင်ရည်ကောင်းတွေပြခဲ့တယ်2023-24ကနေဘိုင်ယန်မြူးနစ်ကခေါ်ယူသွားပြီးတော့2024-25ရာသီမှာတော့ဘိုင်ယန်မြူးနစ်အတွက်ကောင်းမွန်တဲ့ရှေ့ဆုံးမပြနိုင်ခဲ့ပေမဲ့ United အသင်းကတော့ Eriksen တို့နေရာကိုအစားထိုးဖို့အတွက်ဒီကစားသမားကိုခေါ်ယူခြင်းလို့ဘိုင်ယန်မြူးနစ်တာဝန်ရှိသူတွေနဲ့စတင်ဆွေးနွေးမှုတွေပြုလုပ်နေတာပဲဖြစ်တယ်ဒီကစားသမားကပရီးမီးယားလိအတွေ့အကြုံရှိတယ်ပေါ်တူဂီကစားသမားဖြစ်တာဆိုတော့ Bruno Fernandes တို့နဲ့လည်းကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဒီကစားသမားက United အသင်းကိုရောက်လာလိမ့်မယ်လို့ကျွန်တော်ကတော့မြင်မိတယ်အပြောင်းရွှေ့ကတော့တရားသည့်အနှားလို့သိရပေမဲ့အပြီးသက်ဝယ်ယူရမယ့်စာချုပ်တွေပါလာမလားဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်မျှော်အောင်မယ်အပြောင်းရွှေ့တဲ့ပုတ်ဖြစ်တယ်ပါရင်ညာလို့ကစားသမားကတော့ Premier League အတွေ့အကြုံရှိတယ်ဖူဝါမှာလည်းကောင်းမွန်တဲ့စွမ်းဆောင်ရည်ကောင်းတွေကိုပြသနိုင်တဲ့ကစားသမားတဦးဖြစ်တယ် United အသင်းကိုဒီလိုကစားသမားက Eriksen တို့နေရာအစားထိုးဖို့ခေါ်ယူတယ်ဆိုရင်တော့မှဒီပြောင်းရွှေ့ကတကယ်ကိုကောင်းတယ်လို့ကျွန်တော်United အသင်းကတော့ကိုသမားနေရာကိုအစားထိုးဖို့အတွက်ပြင်ဆင်နေပြီးတော့ Onana တို့ကိုရောင်းချပြီးတော့ United အသင်းကကိုသမားတဦးကိုခေါ်ယူဖို့ပြင်ဆင်နေတာပဲဖြစ်တယ်အဲ့ဒီကိုသမားကတော့အတ္တလန်နာမှာအခုလက်ရှိကစားနေတဲ့အသက်24နှစ်အရွယ်မာကိုကာနက်ဆက်ရှိကိုခေါ်ယူဖို့အတွက် United အသင်းကတော့ပြင်ဆင်နေတာပဲဖြစ်တယ် Market value ကိုကြည့်ရမယ်ဆိုရင်လည်းယူရိုတန်း30ဝန်းကျင်လောက်ရှိတဲ့ဒီကစားသမားကို United အသင်းကပေါင်34သန်းထိကိုပေးဖို့ရည်ရွယ်ထားပြီးတော့အတ္တလန်နာအသင်းဘက်ကလည်း42တန်းလောက်ကိုလိုချင်နေတာဖြစ်တယ် United အသင်းရဲ့ပေးမဲ့ပမာဏနဲ့အတ္တလန်နာအသင်းလိုချင်နေတဲ့ပမာဏကတော့ကွာဟမှုတွေရှိတယ်ဒါပေမဲ့ United အသင်းနဲ့အတ္တလန်နာအသင်းကတော့ကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတာဖြစ်တယ် United အသင်းကဒီကစားသမားကိုခေါ်ယူသွားနိုင်မှာလား United အသင်းရဲ့လိုအပ်ချက်တွေရှိနေတဲ့ကိုသမားနေရာကို Onana တို့ကိုရောင်းထုတ်ပြီးတော့မာကိုကာနက်ဆက်ရှိကိုခေါ်ယူပေးသွားမှာလားဆိုတာကိုတော့ကျွန်တော်တို့ပေးတဲ့တွေကရင်ကုန်စိတ်လှုပ်ရှားဖွဲ့ရစောင့်မျှော်အောင်မဲ့အပြောင်းရွှေ့တဲ့ပုံဖြစ်နေမယ်လို့ကျွန်တော်ကတော့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့အစီအစဉ်ကိုUnited ကစားသမားဖြစ်တဲ့အသက်25နှစ်အရွယ်ဂျီဒန်ဆန်ဂျိုကိုတော့ United အသင်းကအပြီးသက်ရောက်ချသွားမှာဖြစ်တယ်အဲ့ဒီကစားသမားကိုအခုလက်ရှိဂျူဗီတက်အသင်းကယူရို25သန်းနဲ့ခေါ်ယူသွားမှာဖြစ်တယ်ဂျူဗီတက်အသင်းနဲ့ United အသင်းတို့ရဲ့တရားဝင်ကမ်းလှမ်းမှုတွေမရှိပေမဲ့အခုလက်ရှိသတင်းအရင်းမြစ်တွေ United အသင်းရဲ့ကစားသမားဆန်ရှိုကိုတော့ဂျူဗီတက်အသင်းကခေါ်ယူသွားမှာဖြစ်တယ်ဂျူဗီတက်အသင်းကတော့ United အသင်းလိုချင်နေတဲ့ယူရို25သန်းကိုပေးရှိမယ်ဂျူဗီတက်အသင်းနဲ့ကစားသမားကိုယ်တိုင်ကလည်းလောကလာသာညှိနှိုင်းမှုက3,900,000နဲ့ပြီးစီးခဲ့တယ်လို့သတင်းတွေကဖော်ပြခဲ့တာပဲဖြစ်တယ်ဒီလောက်ခလာစာနဲ့ဂျီဒန်ဆန်ရှိုကတော့ဂျူဗီတက်အသင်းကိုပြောင်းရွှေ့ကစားမှာဖြစ်တယ်ကျွန်တော်တို့ United အသင်းလိုချင်တဲ့ယူရို25သန်းနဲ့ရတယ် United အသင်းလိုချင်တဲ့25သန်းနဲ့ကမှအသက်တင်ငွေကတော့ United အသင်းက21သန်းရရှိမှာဖြစ်တယ်အဲ့ဒီ21သန်းရရှိပြီးတာနဲ့အပိုစုချင်းငွေ4သန်းကိုတော့ဂျူဗီတက်အသင်းနဲ့ဂျီဒန်ဆန်ရှိုရဲ့အပြောင်းအရွှေ့မှာလောက်ခလာစာကွာဟမှုကိုပေးရှိရမယ့်အနေအထားတစ်ခုမှရှိတယ် United အသင်းက4သန်းကိုမရရှိတော့ဘဲနဲ့ဂျူဗီတက်အသင်းကိုပြောင်းရွှေ့ကစားတဲ့ဂျီဒန်ဆန်ရှိုရဲ့အပြောင်းအရွှေ့မှာလောက်ခလာစာကွာဟမှုဖြစ်နေတဲ့ဂျီဒန်ဆန်ရှိုရဲ့လောက်ခလာစာကိုပေးရှိသွားမယ်လို့သတင်းတွေကတော့ဖော်ပြခဲ့တာဖြစ်တယ်ကျွန်တော်တို့ United အ
အသင်းကိုဂျီဘူးနဲ့အသင်းကလည်းတရားဝင်ကလန်းတော့မဲ့အနေထားတစ်ခုမှာပထမဦးစွာနဲ့ကျွန်တော်တို့ United အသင်းကရောက်ချနိုင်တဲ့ကစားသမားတူဦးကတော့မြန်မာကြီးဦးကောင်းဖြစ်တဲ့ဂျီဒန်ဆန်ချိုလို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့အစီအစဉ်ကိုအဆုံးသတ်ပြရစေ။ Like and follow လေးလုပ်ပြီးတော့မြတ်တဲ့ရက်ခတ်ပါတယ်အားလုံးကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ